မင်္ဂလာပါဒီနေ့ကောင်းကင်ဘုံကကျေရီအကြောင်းပြောကြရအောင်ကျေဆိုတာအခြေခံအပြင်တော့ဟိုလေကိုယ်ပိုင်အလင်းနဲ့လင်းနေတဲ့ plasma အလုံးကြီးတွေပေါ့နော် ဟုတ်ပါတယ်သူ့စွမ်းရည်က nuclear fusion ကနေရတာ jet ဆွဲအားနဲ့အထက်ကတွန်းကန်အားမျှချီဖြစ်နေလို့ပုံတရံကတင်းငင်နေတာ ဟုတ်ကဲ့ဒီနေ့အဓိကဆွေးနွေးနေတာကအဲ့ဒီကျေရီမဖြစ်ခင်သူရဲ့ကနုကစင် protostar ဆိုတာကိုပါဒီအချက်လက်တွေကိုကျွန်တော်တို့ YouTube ပေါ်က Curiosity Channel ခွန်လျှောက်စွန်းဆိုင်ရဲ့ video တခုကိုအခြေခံပြီးပြောပြသွားမှာဖြစ်ပါတယ် ကောင်းပါတယ်ဆိုတော့ကျဲတိုင်းကအစမှာ protostar ကနေလာတာချေပဲဒါပေမဲ့လေသူတို့ရဲ့ drag to အဲ့ဒါပေါ်မူတည်ပြီးနောက်ပိုင်းဘဝလမ်းကြောင်းတွေကအများကြီးကွဲသွားတယ် ဟုတ်လားဘယ်လိုကွဲတာမျိုးလဲ ဥပမာ drag to အရန်နဲ့ရင် near 1.08 စအကလောက်ဆိုရင် fusion ကိုမစနိုင်တော့အဲ့ဒါဆို brown dwarf လို့ခေါ်တဲ့ကျဲမဖြစ်ချစ်ဖြစ်အရာပဲဖြစ်သွားတော့ အော်ကျေဖြစ်ကိုမရောက်ဘူးပေါ့ ဟုတ်တယ်နည်းနည်းပိုများလာတဲ့1.08 mm 1.04ကြားလောက်ဆိုရင်ကျဲပူနေဖြစ်မယ်သူတို့ကြတက်တန်းအကြာကြီးလင်းနိုင်လေ trillion ချီပြီးတော့လေ ကျွန်တော်နေလိုမျိုးကြတော့ရောနေကအလဲထက်ထူတယ်မှာပါတယ်မလား အင်းနေလိုမျိုး 1.048 MOC ကြားဆိုရင်တော့ပင်မာဆင့်ပြီးရင်ကျင်းနီဘီလူဖြစ်ပြီးတော့ planetary nebula ဆိုတဲ့တန်ငွေအခွန်ဖြစ်နောက်ဆုံးကျဲဖြူပူအနေနဲ့ကြံခဲ့မှာ ထက်ထူကြီးတွေဆိုရင်ရော နေရဲ့ချစ်စာထက်ကြီးတဲ့ကျဲရောတော့ကျဲဘီလူကြီးချစ်ပြီးရင်ဟိုလီ supernova ဆိုတဲ့ပောက်ကွယ်မှုကြီးဖြစ်သွားရော အော်ပောက်ကွဲမှုကြီး ဟုတ်တယ်အဲ့ဒီနောက်မှာ neutron ကျဲဒါမှမဟုတ်တွင်းနဲ့ပဲကြံခဲ့နိုင်တော့တယ်ဆိုတော့ဒီလိုမျိုးသောကျဲတွေအားလုံးရဲ့အစကတော့ protostar ပဲ ဟုတ်ပြီဒါဆိုအတိအကျပြန်ပြောရင် a protostar ဆိုတာဘာကိုခေါ်တာလဲ ဒရက်ဆွဲအားကြောင့်တန်းငွေနဲ့ဖုံမုံတွေတဖြည်းဖြည်းစုလာကျုံဝင်လာရာကနေဖြစ်လာတဲ့အဲ့ဒါပူနေတဲ့တန်းငွေလုံးကြီးကိုခေါ်တာ ဒါပေမဲ့ဒီတက်ငွေတွေအလွယ်တကူကျုံဝင်ပြီးကျေချိဖို့ကအဟံတားတွေတော့ရှိမှာပေါ့နော် ရှိတာပေါ့ဒီကနှစ်ခုလောက်ရှိတယ်တစ်ခုကကျုံဝင်လို့ပူလာတဲ့အခါဟိုက်ဒရိုဂျင်တွေက ionos တွေဖြစ်ကုန်ရောအဲ့ဒီအပေါင်းတက်ဆောင်တဲ့ nucleus တွေကအချင်းကြီးပြန်တွန်းလဲဆိုတော့ကျုံဝင်ခတ်သွားတာပေါ့ နောက်တစ်ခုကထောင့်ဆိုင်ရာဟုံး angular momentum ကျုံလေလဲပတ်နှုံးမြန်လေးဖြစ်လာတော့အပြင်ကိုပြန်လွင့်ထွက်သွားနိုင်တယ်ဘဟိုကိုမကြတော့ဘူး အဲ့ဒီအခက်အခဲတွေကိုကြော်ဒီဓာတ်ငွေတွေကိုစုသွားအောင်ပါကကူညီပြရလဲဘယ်လိုစုမိသွားတာလဲ အကြောင်းရင်းနေရှိနိုင်ပါတယ်တခါလေကြည်ကြီးတစ်လုံး supernova ပောက်ကွဲတဲ့အခါထွက်လာတဲ့ shock wave line တွေကလေအနားကတိမ်တိုက်ကြီးကိုတွားရိုက်ခတ်ပြီးဖိတစ်ပေးလိုက်တယ်လို့ဖြစ်တာ SN1987A ဆိုတာအဲ့ဒီလိုဥပမာတစ်ခုတယ် အော် shock wave ကြောင့်ပေါ့ ဟုတ်တယ်ဒါမှမဟုတ် galaxy လက်တန်တွေထဲမှာတိမ်တိုက်တွေတိုက်မိရင်တိတ်တဲဆာများလာတာမျိုးလည်းဖြစ်နိုင်တယ်အကြီးကတော့ gene smash လို့ခေါ်တဲ့အနည်းဆုံးတိတ်တဲဆာကိုရောက်ဖို့ပဲအဲ့ဒီအဆင့်ရောက်မှာရက်ဆွဲအားကနိုင်ပြီးကျုံဝင်မှုစနိုင်တာ ဟုတ်ကဲ့ဆိုတော့ကျုံဝင်မှုစပြီဆိုရင် protostar ဘလို့အဆင့်ဆင့်ဖြစ်လာတယ်လဲ အစပိုင်းမှာတော့တက်ငွေတွေကဗဟိုကိုအတားအဆီးတင်းမရှိတဲ့နဲ့ကျုံဝင်လာတယ် free fall collapse လို့ခေါ်တယ်ဒီလိုကျုံဝင်တော့ကျက်ဆွဲငင်ဆွဲရင်ကအပူဖြစ်သွားပြီး protostar ကတိပူလာအောင် ပူလာလေ ဟုတ်တယ်အញ្ញမ်းပူလာရဲ့အခါအတွင်းပိုင်းကဓာတ်ငွေဖျားကဒွဆွဲအောက်ကိုပြန်တွန်းလာတော့ကျုံဝင်တော့နည်းနည်းနီးဖွားတယ်ဒါပေမဲ့ဆက်ကျုံနေတော့မယ်ဒီဆက်မှာထွက်လာတဲ့စွမ်းအင်တစ်ဝက်က protostar ကိုပို့ပူစေပြီးကျန်တစ်ဝက်ကအလဲနိုးတခြား line တွေအဖြစ်အပြင်ကိုထုလွတ်တယ် viral theorem ရပေါ့ အဲ့ဒီချိန်မှာမြင်ရပြီလား protostar ကို များသောအားဖြင့်တော့မမြင်ရသေးဘူးဘာလို့လဲဆိုတော့သူကဖုံးမုံတဲ့တငွေ့တွေအများကြီးကြားထဲမှာဖုံးလွှမ်းနေတာလေအနီအောက်ရောင်ခြည် infrared နဲ့ကြည့်မှမယ်ထွင်းဖုံမြင်ရတာ NGC 3603ထဲက Bock globule ဆိုတာတွေကဒီလို protostar တွေပဲ အော် infrared နဲ့မှမြင်ရတာကို ဟုတ်တယ်နောက်ပြီးစိတ်ဝင်စားစရာက protostar တွေရဲ့ဝန်ရိုးစွန်းနှစ်ဖက်ကနေတငွေ့တွေချက်လျင်ဝအရှိန်နဲ့ပန်းထွက်တတ်သေးတယ် Hubble Hero Objects လို့ခေါ်တယ် Orion Nebula M42 နားမှာဆိုတာတွေတွေ့ရတယ်ဒီကြောင့်ငွေပန်းထွက်မှုတွေကအနီးနားမှာနောက်ထပ်ကျယ်တွေဖြစ်ဖို့တောင်ကူညီနိုင်နေတယ် အော်ဟုတ်လားဒါဆိုနောက်ဆုံးကျအစစ်ဖြစ်သွားစေတဲ့အဲ့ဒီ nuclear fusion ကဘယ်အချိန်မှစတာလဲ အဲ့ဒါက protostar ဆက်ပြီးကျုံဝင်ရင်အတွင်းမိုက်အပူချိန်က Kelvin 10 ကနန်းလောက်ရောက်ပြီးဖျားကလည်းအင်မတန်မြင့်လာတဲ့အချိန်မို့ဒါကနှစ်တန်းပေါင်းများစွာကြာနိုင်တယ် အချိန်တော့တော်တော်ယူတာပဲ ဟုတ်တယ်အဲ့ဒီအချင်းတွေရောက်မှ hydrogen nucleus တွေကအချင်းချင်းတွန်းကန်မှုကိုကျော်လွှာပြီးပေါင်းသွားနိုင်တာ helium အဖြစ်ပြောင်းသွားတဲ့ nuclear fusion စပြီပေါ့အဲ့ဒီအခါမှာစွမ်းရည်အများကြီးထွက်လာပြီးအတွင်းကတွန်းခံအားကဂျက်ဆွဲအားနဲ့ညီးသွားရော
ကျုံဝင်တာရက်သွားပြီးတကယ်တည်ငြိမ်တဲ့ကျဲတလုံးဖြစ်လာတော့တာပဲ တော်တော်စိတ်ဝင်စားစရာပဲဒါနဲ့ကျေအများစုကဘာလို့ကျွန်တော်တို့နေလို့တလုံးလည်းမဟုတ်ပဲကျေဆုံးတွေတို့ကျေအစုဖွဲ့တို့ဖြစ်နေကြတာလဲဗျာနေလို့တလုံးတည်းကပိုရှားတယ်လို့ပြောကြတယ် အဲ့ဒါကောင်းတယ်မြေဟိုမှာတကယ်တော့မူလတငွေတင်တိုက်ကြီးကျုံဝင်တဲ့အခါတလုံးတဲ့ချိုးချိုးမွေးမွေးကျုံဝင်တဲ့အထက်အပိုင်းပိုင်းပြိုကွဲပြီး protostar အများများတပြိုင်တည်းလို့ဖြစ်သွားတာကပိုအဖြစ်များလို့ပါ fragment ဖြစ်သွားတာပေါ့ အော်အပိုင်းပိုင်းပြစ်ထသွားတာမျိုးပေါ့ ဟုတ်တယ်ဒါကြောင့်အာကာဒမှာကျဲအများစုကတလုံးနဲ့မဟုတ်ပဲကျဲစုံတွဲတွေအဖွဲ့ဝင်နေနဲ့နေကြတာကျွန်တော်တို့နေလို့တလုံးတည်းကနည်းနည်းထူးခြားတယ်ပြောရမယ် ဟုတ်ကဲ့အစားပိုင်းကပြောခဲ့တယ်လို့ Dread နေတဲ့ protostar တွေကျေမဖြစ်နိုင်တဲ့အလုံးတွေပြောင်းသွားအောင်သူတို့က brown dwarf ဖြစ်သွားတယ်ဆိုတော့သူတို့ရဲ့ကျုံဝင်မှုကဘာလို့ရပ်သွားရတာလဲ fusion မဖြစ်သေးဘူးဆိုတော့အတွင်းကတွန်းကန်အားမရှိလို့ဘူးထင်တာပဲ မှန်ပါတယ်သူတို့က fusion စစ်ဖို့လိုတဲ့အပူချိန်နဲ့ဖိအားမရောက်ခင်မှာမဲ့ကျုံဝင်မှုရပ်သွားတာရပ်သွားတဲ့ကြောင်းရင်းနဲ့ fusion ကြောင့်မဟုတ်ပဲ electron degeneracy pressure ဆိုတဲ့ဖိအားတစ်မျိုးကြောင့်ဒါက quantum mechanics နေရာမှာတစ်ခုလေ electron degeneracy pressure အဲ့ဒါနည်းနည်း shock တယ်လို့ပဲဘယ်လိုမျိုးလဲခင်ဗျာ အာ तू ကဒီလို dreadthuri တွေအရန်ကိုတိတ်သေးပြီးကျုံဝင်လာတဲ့အခါ electron တွေကတစ်ခုနဲ့တစ်ခုအရန်နီးကပ်လာရောဒါပေမဲ့ quantum နည်းမှာ Pauli exclusion principle အရာ electron တွေကအချင်းနေတူနေရာတူမှာအတူတူပူးကနေလို့မရအောင် ဟမ် ဆိုတော့သူတို့ကငါနေရာဆိုပြီးတစ်ခုနဲ့တစ်ခုတုံးကန်လို့မျိုးဖိအားတစ်ခုဖြစ်လာတယ်ဒီဖိအားကအရန်ပြင်းထန်လာတဲ့အခါ dress ဆွဲအားကိုပြန်တောင်းခံထားနိုင်ပြီးနောက်ထပ်ကြုံလို့မရအောင်တားလာရော အော် electron ရဲ့တွန်းကန်အားကြောင့်ကြုံတာရက်သွားတာပေါ့ ဟုတ်တယ်အဲ့ဒီလိုနဲ့ fusion စစ်ဖို့လိုတဲ့အပူချိန်မရောက်ခင်မှာပဲကြုံတာရက်သွားတော့ကျေမဖြစ်နိုင်တော့ဘူးကြံနေတဲ့အပူကြောင့်မိန်လေးလင်းနေတဲ့ brown dwarf ပဲဖြစ်သွားတော့တာဒါကြောင့်ကျေတလုံးခစ်ဖို့အနည်းဆုံး dread 2ကနေရဲ့ 1.0 EC လိုတယ်လို့ပြောတာ စိတ်ဝင်စားစရာပဲ ဟုတ်တယ်နောက်ပြီးဒီ electron degeneracy pressure ခပဲကျေဖြူပူတီမပြိုကျအောင်ထိန်းထားပေးတဲ့အဓိကအားတစ်ခုလေးဖြစ်လာအောင်မှာ ဒါဆိုအနိချုပ်ရရင်တော့ကျဲတိုင်းဟာ protostar ကနေစတယ်သူ့ရဲ့နောက်ဆုံးအခြေအနေကိုသူ့ရဲ့မွေးဖွားလာတဲ့ Dread 2ကဆုံးဖြတ်တယ် Dread 2အရာနေရင်နေရဲ့ 1.08 cell out ဆိုရင်အဲ့ဒီ electron degeneracy pressure ကြောင့် fusion မစနိုင်ပဲ brown dwarf အဖြစ်နဲ့ပဲရှိနေမယ် တိတိကျကျပါပဲဒီထိစင်တွေကိုနားလည်လိုက်ရင်ကျဲမျိုးကျဲအကျွင်းနဲ့မျိုးဘာကြောင့်ဒီလိုပုံစံတွေထင်နေရတယ်လဲဆိုတာကိုရှင်းပြနိုင်တာပေါ့ ဟုတ်ကဲ့ ဆက်ပြီးစဉ်းစားစရာကတော့ခုနကပြောတဲ့ electron degeneracy pressure ဆိုတာ brown dress တွေတာမကကျေဖြူပို့တဲ့အတွက်ဘလောက်အရေးပါလဲသူတို့ရဲ့တည်ငြိမ်မှုကိုဘယ်လိုထိန်းထားတယ်လဲဆိုတာပေါ့ဒါကနောက်ထပ်ဆွေးနွေးစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါ